ကဲဒီနေ့မှာတော့ makeup block လေးကိုတင်ပြလိုက်ပါပြီရှင်ပထမဆုံးမျက်နှာတန်းဆင်ပြီးပြီဆိုရင်တော့ primer ကိုသုံးပါမယ် primer သုံးပြီးပြီဆိုရင်တော့ color contact သုံးပါတယ် color contact ကဘာကြောင့်သုံးရတာလဲဆိုရင်မျက်ကွင်းညိုတဲ့လူတွေရှိတယ်အသားရည်တွေမညီညာတဲ့လူတွေရှိတဲ့အတွက်ကိုသုံးရခြင်းဖြစ်ပါတယ်ကဲ color contact သုံးပြီးပြီဆိုရင်တော့ကွန်စီလာထပ်သုံးမယ်ကွန်စီလာကတော့အသားရည်နဲ့ကိုယ့်အသားရည်နဲ့လိုက်ဖက်တဲ့အရာကိုယူရမှာဖြစ်ပါတယ်ကွန်စီလာသုံးရခြင်းဟာအသားရည်မညီညာတာတွေအမဲဆက်တွေအတွက်ကိုဖုံးအုပ်ထားခြင်းဖုံးအုပ်ထားဖို့လိုတဲ့အတွက်သုံးရတာဖြစ်ပါတယ်ကဲကွန်စီလာသုံးပြီးပြီဆိုရင်တော့မရဲ့သုံးနေကြဖြစ်တဲ့ရှီကလန်မိတ်ကပ်လေးကိုလိမ့်လိုက်ပါမယ်ရှင်လိမ့်ပြီးပြီဆိုရင်တော့ကဲ okay သွားပြီ okay သွားပြီဆိုရင်တော့မရဲ့သုံးနေကြဖြစ်တဲ့ခင်ဆန်းဝင်းရဲ့ powder ကိုသုံးမှာဖြစ်ပါတယ်ကဲ foundation ပြီးသွားပြီဆိုရင်တော့အပေါ်က color တွေတင်ဖို့အတွက်ကိုသုံးပါမယ်အရောင်လေးယူလိုက်ပါမယ်အမကတော့ဒီနေ့မှာအမဲလေးဝတ်မှာဖြစ်တဲ့အတွက်လိမ္မော်ရောင်တန်းတာလေးကိုကြိုက်ပါတယ်ပန်းနီနဲ့မျက်ခွန်ကိုလိမ္မော်ရောင်တန်းတာလေးတွေကိုရွေးချယ်ပြီးတော့သုံးလိုက်ပါမယ်ကဲသုံးပြီးပြီဆိုရင်တော့မျက်လုံးပူလှဝါဖို့အတွက်ကိုအရောင်လေးထပ်ဆက်မယ်မျက်ခုံးလေးဆွဲမယ်အရောင်လေးကတော့ဒီမျက်လုံးမှာပေါ်ဖို့အတွက်ဆိုရင်တော့ပန်းရောင်အရင်ကိုတောင်လေးတွေကိုထည့်လိုက်ပါတယ်ထည့်ပြီးပြီဆိုရင်တော့ eyeliner လေးဆွဲလိုက်တယ်ဆွဲပြီးပြီဆိုရင်တော့မျက်လုံးလေးဝိုင်းဖို့လှဖို့အတွက်ကိုမျက်တောင်လေးကော့လိုက်ပါတယ်ကော့ပြီးပြီဆိုရင်တော့ထဲကမျက်လုံးအိမ်လေးပေါ်ဖို့အတွက်ကိုအဖြူရောင်ဒါမှမဟုတ်ငွေရောင်လေးကိုထည့်လိုက်ပါတယ်ရှင်ကဲထည့်ပြီးပြီဆိုရင်တော့နောက်ဆုံးအဆင့်ဖြစ်တဲ့နှာခမ်းနီလေးဆိုပါတော့မယ်နှာခမ်းနီဆိုလို့ရှိရင်မကနှာခမ်းသေးတဲ့အတွက်ကိုပုံဖော်ပြီးတော့ဆိုးလေးဆိုတာရှိပါတယ်ကဲဒါဆိုရင်တော့မျက်နှာနဲ့လိုက်ဖက်တဲ့အရောင်လေးတွေကိုရွေးချယ်လိုက်ပါပြီ